လေးရဖို့စူးစမ်းနေတဲ့အမျိုးသမီးတွေရဖို့ခက်ခဲနေတဲ့အမျိုးသမီးတွေဒါမှမဟုတ် PCOD လို့ခေါ်တဲ့ဒီသွေးဆုံးကိုင်လက္ခဏာတွေခံစားနေရတဲ့အမျိုးသမီးတွေနဲ့ဒီ irregular period ရာသီသွေးမမှန်တာရာသီလာချိန်မှာနာကျင်မှုလွန်ကဲစွာခံစားနေရတဲ့အမျိုးသမီးတွေအတွက်အရင်ထိရောက်တဲ့အာစနာလေးတွေပြပေးပါမယ်ပထမဆုံးကတော့ကျမ်းမြင့်မမထိုင်ပြီးခြေဖွားနှစ်ဖက်ကိုပူလိုက်ပါခါးလေးတွေစမ်းထုတ်ထားမယ်တိတလီယာဆန်လို့ခေါ်တဲ့ butterfly pose လေးကို2မိနစ်3မိနစ်လောက်အနည်းဆုံးလုပ်ပေးပါခါးလေးတွေစမ်းထားဖို့မမေ့ပါနဲ့ဒါလေးလုပ်ပြီးသွားပြီဆိုရင်တော့ဘတ်တာခိုနာစနာလို့ခေါ်တဲ့ဒီဖက်လေးလည်းပြပေးပါမယ်ခြေဖွားလေးကိုပူပြီးကင်ထားမယ်ခါးလေးကိုစမ်းထုတ်ထားမယ်ရှူသွင်းမယ်ရှူထုတ်တဲ့လီလေးနဲ့ရှူသွင်းပြန်တက်လာရှူထုတ်ရှူသွင်းပြန်တက်လာဒါကိုလည်း10ချိန်လောက်လုပ်ပေးပါနောက်တစ်မျိုးကတော့မာလာစနာဖြစ်ပါတယ်ဒါလေးကိုခြေပွားနှစ်ဖက်ကိုအပြင်ဘက်ကိုဥတီထားမယ်တတောင်လေးနဲ့ဒူးလေးကိုအပြင်ဘက်ကိုတွန်းလိုက်မယ်ခါးလေးဆန့်ထုတ်ထားမယ်ပြီးရင်ရှူသွင်းရှူထုတ်လေးဒါမျိုးကို10မိနစ်2မိနစ်လောက်ထိုင်ပေးပါပြီးတော့ရင်စမ်းကျင်ဖက်လက်ကလေးနဲ့ခြေကျင်းဝတ်လေးကိုကန်လိုက်မယ်ပြီးရင်အပေါ်ဘက်ကိုဆန့်ထုတ်ဒါလေးကို10စက္ကန့်လောက်နေပေးမယ်ပြီးရင်ပြန်ရှော့နောက်တစ်ဖက်ပြန်ရှော့ဒါလေးကိုလည်း10ချိန်ကနေအချိန်20ထိလုပ်ပြီးလို့ရပါတယ်ဒီလိုအောက်မှာမထိုင်နိုင်တဲ့လူတွေအတွက်တော့တင်မအောက်မှာခုံပုလေးဖြစ်ဖြစ်ဒါမှမဟုတ်ရင်ဖက်လုံးတို့ခေါင်းအုံတို့ထားပြီးလုပ်ပြီးလို့ရပါတယ်နောက်တစ်မျိုးကတော့ဒီဒူးလေးကိုအောက်ကိုဆွဲချပြန်တင်ဆွဲချပြန်တင်ရှစ်သိန်းရှစ်တုံးလေးလုပ်နေဖို့မမေ့ပါနဲ့ဒါလေးကိုလည်း20ကနေ30အထိလုပ်ပြီးလို့ရပါတယ်10ချိန်လုပ်ခဏနာ10ချိန်လုပ်ခဏနာဟုတ်ပါပြီနောက်ဆုံးတစ်မျိုးလေးကတော့ဒူးလေးနှစ်ဖက်ကိုပခုံးအကျယ်လေးချဲထားပေးမယ်လက်ဖွားလေးကိုခြေဖနှောက်လေးထိအောင်လေးအနေထားလေးထားပေးမယ်ပြီးတော့ရင်ရှူသွင်းတဲ့လေလေးနဲ့တူတူတင်မလေးတွန်းတင်မယ်ဒီတင်မကိုတွန်းတင်တဲ့ချိန်ကျရင်ဒီစီးခုံနေရတဝိုက်ကိုမဆာရီကိုညှစ်ပြီးမှတွန်းတင်ပေးမယ်ခဏလေးထိန်းထားပြီးတွန်းထားညှစ်ထားတာလေးလည်းမလျှော့လိုက်ပါနဲ့ညှစ်ထားမယ်ခဏလေးစောင့်ပြီး10စက္ကန့်20လောက်ထားပြီးပြန်လျှော့ချနောက်တစ်ချိန်ရှူသွင်းစီးခုံလေးကိုညှစ်ပြီးမှတွန်းတင်မယ်ပြီးရှူထုတ်ရှူသွင်းရှူထုတ်ဒါလေးကိုလည်း10ချိန်ကနေအချိန်20ထိလုပ်ပြီးလို့ရပါတယ်အခုပြပါတဲ့လေ့ကျင့်ခန်းလေးတွေကိုတစ်ပတ်မှာအနည်းဆုံး4ချိန်လောက်လုပ်ပြီးပါအားလုံးကျန်းမာပျော်ရွှင်ကြပါစေ